Hello မတို့တွေပေါ့နော်ဒီနေ့ဒီရဲ့အပေါ်ပိုင်းလေးဆွဲကြည့်မယ်ပေါ့နော်ဒီနံပါတ်လေးဒီမနေ့ကကျတော့ဒီ4ကနေပြီးတော့ဒီအထိကိုအမဆွဲလိုက်တယ်ပေါ့နော်အောက်ပိုင်းတွေကိုဆွဲလိုက်တဲ့ခါကျတော့ဟောပေါ့နော်အပေါ်ပိုင်းလေးတွေကိုဘယ်လိုဆွဲကြလဲဆိုပြီးတော့ပေါ့နော် Messenger မှာလာမေးကြတယ်ပေါ့နော်အဲ့တော့အမဒီအပေါ်ပိုင်း body figure လေးကိုဆွဲမယ်နော်ဒီအပေါ်ပိုင်းဒီလိုတစ်ပိုင်းပဲဆွဲမယ်ပေါ့နော် 5C 2.5C အမကွက်ကလေးကွက်သွားနိုင်မယ်နော်ဒီလိုမျိုးပေါ့နော်ခန္ဓာကိုယ်အပေါ်ပိုင်း body frame ကိုဆွဲမယ်အဲ့လိုမျိုးခန္ဓာကိုယ်အပေါ်ပိုင်း body frame ကိုကြတော့ဘယ်လိုနေရာတွေမှာဆွဲကြလဲဆိုတော့ designer တွေပေါ့နော်အဲ့ fashion designer တွေပါတယ်ဆိုဒီလိုပုံစံလေးတွေအင်ဂျီလေးတွေပဲဆွဲမယ်ဆိုလို့ရှိရင်အဲ့ body frame တစ်ခုလိုအပ်တယ်လေနော်အဲ့ဒီ body frame ရှိမှအင်ဂျီပုံစံဆွဲလို့ရတာဆိုတော့လေနော်အဲ့တော့မတို့ကဒီခန္ဓာကိုယ်အပေါ်ပိုင်း body frame ကိုဆွဲကြည့်အောင်နော်ဒါကတော့မထုံးစံနိုင်မယ်ဒါ 2.5C 2.5C အကွာဝေးနဲ့ဒီမှာအလင်းမြင့်မှတ်လိုက်မယ်နော်အလင်းမြင့်သွားမယ်ဒီမှာအမက0 1 2 3 4ဆိုပြီးနံပါတ်ကလေးတွေတက်လိုက်တယ်ဒီနှစ်ခုကြားဦးကောင်းပိုင်းဒါဒီ1နဲ့2နဲ့ကြားထဲမှာပခုံးမြင်ရှိမယ်3ရာခါမြင်နော်အဲတော့အမတို့တွေကဒီမှာဒီဦးကောင်းပိုင်းကိုမှခဏထားခဲ့မယ်နော်ဒီ1နဲ့2နဲ့ကြားမှာမှတ်ထားတဲ့အမှတ်မှာပခုံးမြင်ပခုံးကလေဟိုဘက်ကိုဒီအလယ်မြင်ကနေသွားမယ်နော်ဟိုဘက်ကို 1.8 ဒီဘက်ကို 1.8 0.8 စီမြင်ကြောင်းတစ်ကြောင်းဆွဲလိုက်တယ်ဒါခါမြင်နံပါတ်3ကခါမြင်မှာဆိုရင်ဒါက 0.9 စီသွားမယ်နော်ဒီမှာဒီလိုမှတ်လိုက်ပြီတင်မြင်နဲ့ပခုံးမြင်နဲ့တူမယ် 1.8 စီဟိုဘက် 1.8 ဒီဘက် 1.8 မှတ်လိုက်နော်မှတ်ပြီးဆိုရင်ဘယ်လိုဖြစ်လာမလဲဒီလိုလေးလာမယ်နော်ဒီလိုလေးကုန်ပြည့်ဆက်လိုက်မယ်ဒီလိုလေးပြည့်ဆက်လိုက်မယ်နော်ဒီလို body frame လေးတစ်ခုရလာမယ်နော်ဒါနဲ့ဟာ1cm ခဏတော့ဒီမှာအမဦးကောင်းပိုင်းကိုချမ်းခဲ့မယ်ဒီအကွာဝေးရအလယ်မြင့်ရဲ့ဒီဘက်ကို 0.5 ဒီဘက်ကို 0.5 နော်အဲ့ရနေမှာအမတို့အင်ကြီးပုံလေးပဲဆွဲမယ်ဆိုရင်ဒီမှာစပတ်စီပုံလေးတက်လိုက်ပေါ့နော်ဒီမှာဒါပခုံး1နဲ့2ချာမှာပခုံးဒါပခုံးဒီရဲ့ပေါ့နော်ဒီမှာညရွှဲဆွဲမယ်ဆိုရင်ဒီမှာပါစပုံလေးလုံးမယ်ဒီလိုလေးလာမယ်ဒီမှာဒီလိုခုံတွန်လေးလာမယ်ဒီလိုလေးလာမယ်ဒါကညရွှဲဒီမှာလေးလေးဆက်လိုက်ပေါ့နော်ဒီလိုလေးရမယ်နော်ဒါမျိုးဆိုရင်ခါနေပြီးတော့မှ 1cm သွားမယ်ဟိုဘက်ကို 1cm ဒီဘက်ကိုနော်ဒီကနေမှဒီဘက်ကို 1cm ထုတ်လိုက်မယ် 1cm ထုတ်လိုက်မယ်ညှိအောင်လို့လေနော်ဒီမှာလက်ရဲ့ဒါကဘာဖြစ်သွားမလဲဆိုတော့ဒါအပေါ်ပိုင်းပေါ့နော်1000စီရဲ့အပေါ်ပိုင်းလက်မောင်းကနေ1000စစ်နော်ဒီမှာဒီအောက်ကဟာကြတော့တင်မြင်နော်တင်မြင်မှာလည်းအမဒီမှာ 1cm မှတ်လိုက်မယ်တင်မြင်ဒီအစွန်းကနေပြီးတော့နော်1cm မှတ်လိုက်မယ်နော်ဒါလေးကဒီပခုံးရဲ့ဒါလေးနဲ့ဒီလိုဆွဲချနော်ဒီခုကလည်းဒီလိုလေးဆွဲချနော်ဒီလိုလေးဆွဲချကဲဒါဆိုပေါ်ပိုင်းလေးရုံလုံးပေါ်လာပြီနော်ဒီဟာတွေကိုတင်ပါဆိုတင်ပါနေရဖောင်းလေးဆွဲအမတ်2မြင်ရှင်မြင်အောက်ကိုဘယ်လောက်သွားမလဲ 0.7 cm ဆင်းမယ်နော်ဒီမှာဒီအောက်ကိုအမကလေးမှတ်လိုက်ပေါ့ 0.7 လောက်ဆင်းရှင်မြင်အတွက်အမကလေး line လေးဆွဲရှင်မြင်အတွက်မှတ်ထားတဲ့အမကလေးနဲ့ line လေးဆွဲမယ်ဒီမှာပခုံးမြင်နဲ့ဒီမှာပခုံးမြင်နဲ့ရှင်မြင်ချမှာတဝက်မှတ်ဒီနားလေးနဲ့ဒီနားကိုလည်းတဝက်မှတ်အဲ့ရနေမှာဒါဂျိုင်းပေါ့ဒီမှာဒီလိုကောက်ကလေးဆင်းလာပါစောက်လေးလုံးမယ်နော်ရှင်လုံးလေးဒီလိုလေးရလာမယ်နော်ဒီရင်အဖက်ကနေပြီးဒီလိုလေးကုတ်ချပြီးတော့ဒီမှာခါလေးကိုတိမ်သွားလိုက်ပေါ့ဒီလိုလေးကုတ်ချခါလေးကိုတိမ်မယ်နော်ကဲအဲ့ဒါဒီလိုလေးရလာမယ်နော်ဒီမှာဂျိုင်းရှိမယ်အဲ့တော့1000စစ်ကဟိုဘက်ကို 0.35 ဒီဘက်ကို 0.35 ထားတယ်ဒီကနေဆက်ချလိုက်ဒီမှာပခုံးလုံးရှိသေးနော်ခုံးလုံးလေးရှိမယ်နော်
ခုံလုံးလေးကနေပြီးထွက်လာမယ်နော်အဲ့ဒါပြီးရောဒီဘက်မှာလက်ကောက်ဝဲရှိမယ်လက်ကောက်ဝဲကဘယ်လောက်သွားမလဲဆက်နော်ဒီလက်ကလေးကဒီနားမှာလည်းနည်းလေးဖောင်းနေဖောင်းမိတယ်ဒီလိုလေးဒါလက်မောင်းလုံးနော်ရပြီဒါလက်ပခုံးကနေပြီးမှလက်မောင်းလေးဆင်းလာမယ်ဒီလိုလေးကဲဒါဆိုရပြီနော်လေးစင်းနဲ့ထည့်လိုက်ပေါ့နဲ့ရတယ်လက်ထည့်နဲ့ရနော်လက်ကလေဒီရဲ့လက်ချောင်းပေါ့နော်ဘယ်လိုလဲဒီလိုလက်ချောင်းတွေရဲ့အရှည်က 1.78 အဲ့လောက်ပေါ့နော်သွားလိုက်မယ်1.7 1.8 လောက်သွားမယ်နော်ကဲအဲ့ဒါဆိုရင်မတို့ဒီလိုပုံစံလေးရလာပြီပေါ့နော်အဲ့ဒါဆိုတော့ဒီအပေါ်ပိုင်းကိုခေါင်းပိုင်းလှော်ထားလိုက်တယ်ပေါ့နော်ဒါလေးဆိုအင်ကြီးပုံစံလေးတိုင်းဆွဲလို့ရနေပြီလေနော်ဟုတ်တယ်မလားဒီမှာဆိုရင်ဒီလိုကနေပြီးတော့မှအင်ကြီးပုံစံဒီလိုမျိုးလဲ high ဆိုလဲ high အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတွေပေါ့ဆွဲလို့ရသွားပြီလေပင်ပေါက်ကလေးတွေကိုကြိုက်တယ်လို့တက်လက်ဖောင်းလေးတွေနော်အဲ့ဒီလိုပုံလေးတစ်ခုရပြီဆိုရင်ဒီမှာဒီလိုမျိုးအင်ကြီးပုံစံလေးဆွဲလို့ရပြီပေါ့နော်ကဲအဲ့ဒါဆိုရင်အဆင်ပြေကြပါစေနော်